18ရာစုနောက်ပိုင်းမှာဘူဒါပက်စ်မြို့ကကင်ပီလန်ဆိုသူဟာစစ်တူရင်ကစားတဲ့စက်ရုပ်ကြီးကိုတီထွင်ပြီးတော့အားလုံးကိုအံ့ဩသင့်စေခဲ့ပါတယ်။ဒီစက်ရုပ်ကနပိုလီယံအပြင်နာမည်ကြီးပုဂ္ဂိုလ်ကြီးတော်တော်များများကိုအနိုင်ကစားခဲ့လို့တကမ္ဘာလုံးဟိုးဟိုးကျော်သွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဒီစက်ရုပ်ထဲလူပုံနေပြီးတော့ကစားနေတဲ့အကြောင်းဖော်ထုတ်ခံခဲ့ရပေမဲ့ဒီအဖြစ်အပျက်ကနေပြီးတော့လူတွေလိုစဉ်းစားနိုင်တဲ့စက်တွေဖြစ်လာနိုင်ခြေရှိမရှိစက်တစ်ခုကလူညံရည်ကိုအနိုင်ယူနိုင်မလားစတဲ့စိတ်ကူးစိတ်သန်းတွေကိုမျိုးစိချပေးလိုက်သလိုဖြစ်သွားပါတယ်။ဒါတွေကတော့ဒီနေ့ခေတ်မှာဖြစ်ပေါ်လာမဲ့ AI တွေရဲ့ရှေးကြဆုံးမျိုးစိတစ်စိလို့တောင်ဆိုနိုင်ပါတယ်ရှင်။ဒါကြောင့်လဲ1998ခုနှစ်မှာစစ်တူရင်ကစားတဲ့စက်ဒါမှမဟုတ် Deep Blue လို့ခေါ်တဲ့ကွန်ပျူတာပေါ်ပေါက်လာပြီးတော့ကမ္ဘာစစ်တူရင်ချန်ပီယံ Garry Kasparov ကိုအနိုင်ယူတဲ့အထိဖြစ်လာခဲ့တာပေါ့။ Kasparov ရဲ့စိတ်ထဲမှာဘူဒါပက်စ်ကဟာတွေငါ့ကိုဒုက္ခပေးပေါင်းများပြီနင်တို့တွေတော်တော်တရားလွန်နေပြီနော်အဲ့လိုများဖြစ်မလားမသိပါဘူးဘူဒါပက်စ်မြို့ရဲ့အစွမ်းကဒီလောက်နဲ့တည်းမပြီးသေးပါဘူး19ရာစုကတည်းကဒီမြို့ရဲ့ကော်ဖီဆိုင်တွေဟာစစ်တူရင်ပညာရှင်တွေနဲ့ပြည့်နှက်နေခဲ့တာပါသူတို့ကစစ်တူရင်ကစားကွက်တိုင်းကိုသိပ္ပံနည်းကျခွဲခြမ်းစိတ်ဖြာပြီးတော့မေးခွန်းပေါင်းများစွာထုတ်ခဲ့ကြပါတယ်ဘာကြောင့်ဒီလိုပဲကစားနေရမှာလဲတခြားနည်းလမ်းတွေမရှိနိုင်ဘူးလားဘဟိုကိုဓာတ်ရိုက်တိုက်မှနိုင်ပါလားအဝေးကနေထိန်းချုပ်ပြီးတော့တစ်ချိန်ချိန်မှာပောက်ကွဲအောင်လုပ်လို့မရဘူးလားမြင်းဆိုတာအရှိပဲခုံရမှာလားနောက်ပြန်ခုံလို့ရောမရနိုင်ဘူးလားဒီလိုမျိုးစူးစမ်းမှုတွေကနေပဲ Hyper Modernist လို့ခေါ်တဲ့စစ်တူရင်အယူဆသစ်ကြီးမွေးဖွားလာခဲ့ပါတယ်ကဘာကျော် King Indian Defense ကိုလူသိများအောင်လုပ်ခဲ့တဲ့သူတွေထဲမှာဘူဒါပက်စ်ကစားသမားတွေကအဓိကအခမ်းကဏ္ဍကနေပါဝင်ခဲ့တယ်လို့စစ်စီလီယန်ခန်းစစ်ထဲကမာရော်စီဘိုင်ထူးခြားတဲ့ရက်တီအဖွင့်စွန့်စားမှုအပြည့်နဲ့ဘန်ကိုဂမ်ဘစ်ခိုင်မာတဲ့ Hungarian Defense စနစ်တကျရှိလာတဲ့ Baza System ဒါတွေမကသေးပါဘူး Relopes ထဲကနာမည်ကျော် Via Variation ဆိုတာကလည်းသူတို့ရဲ့လက်ရပါပဲအထူးသဖြင့်မြင်းကိုနောက်ပြန်ဆုပ်ပြီးတော့ပိုကောင်းတဲ့နေရာကိုပြန်ထုတ်တဲ့ Via ရဲ့အတွေးခေါ်ကအဲ့ဒီခေတ်ကလူတွေကိုအံ့အားသင့်သွားစေခဲ့ပါတယ်ဒီနေ့ခေတ်မှာ Magnet ကဆန်တောင်ဒီအကွက်ကိုသုံးလေးရှိပါတယ်ဒါကြောင့်လဲဘူဒါပက်စ်မြို့ကိုစစ်တူရင်ရဲ့ဗဟိုချက်ဒါမှမဟုတ်စစ်တူရင်မြို့တော်လို့ကဘာကတင်စားကြတာပါသူတို့စီကထွက်လာတဲ့ theory တွေကခိုင်မာလွန်းလို့အခုချိန်ထိကဘာတဝန်းကကစားသမားတွေကအလေးနက်ထားလေးလာပြီးတော့လိုက်နာနေကြရတာပဲဖြစ်ပါတယ်ဒီတစ်ခါ Knight E4 တက်ကစားတာလေးကြည့်ရအောင်နော် E5 ကပုံကိုလက်လွတ်လိုက်ပြီးတော့ F2 အကွက်နဲ့ဒီအကွက်တွေကိုပေါ်တင်ကြီးတိုက်ခတ်ထားပါတယ်နောက်တစ်လက် Bishop ထွက်ပြီးတော့ Castling လုပ်မယ် F5 ကိုဖွင့်ပြီးတော့ F2 ကိုဖိအားပေးမယ်လို့ပြင်ထားပါတယ်ဒါပေမဲ့ဒီလိုကစားတာကအမဲအတွက်အရန်ကိုစွန့်စားရရောက်လို့တော်တော်များများကတိတ်မကစားကြပါဘူးတခြားမကြည့်ပါနဲ့အခုနေ E4 ကမြင်းကိုကစားရုပ်တရုပ်နဲ့မောင်းရင်ပြေးစရာတိတ်မရှိပါဘူး Knight G4 ရွှေ့ခဲ့တော့ငါမရရင်ရေချိုးပြန်လို့ရပါသေးတယ်ကဲအဖြူကမြင်းကိုမောင်းစရာအများကြီးရှိတဲ့တဲက F3 တက်မောင်းခဲ့ရင်ဘယ်လိုလုပ်မလဲဘာဆက်လုပ်ရမလဲဆိုတာတော်တော်များများသိကြမှာပါနော် Queen H4 check G3 Knight take G3 H take G3 Queen take H1 နဲ့ကစားလို့ရတယ်လို့တိုက်စစ်ပြင်းပြင်းနဲ့မှကစားကျင်နေဆိုရင်ဒီနေရာမှာ Bishop B4 နဲ့အရင်ချက် Bishop D2 Queen H4 check G3 Knight take G3 H take G3 စားခဲ့ရင် Queen take G3 နဲ့မိပါမယ်ဒီ
ဒီနေရာမှာ Bishop take B4 နဲ့အရင်စားခဲ့တယ်ဆိုရင်လည်း Knight E4 နဲ့မိပါမယ်ဒီနေရာမှာတော့ Queen D4 တက်ပြီးတော့မြင်းကိုမောင်းလာခဲ့တယ်ဆိုရင်ပြေးစရာတိတ်မရှိတဲ့အတွက်သူ့ကစားရုပ်တွေကို Bishop B4 check လုပ်ပြီးတော့စားပစ်ပါမယ် Bishop D2 နဲ့ပဲကာ Knight D2 နဲ့ပဲကာစားပစ်ပြီးတော့ဒီလိုတက်လိုက်ရင်တိုက်စစ်အရှိန်ကိုဆက်ထိန်သိမ်းထားလို့ရပါတယ် Knight C3 တက်လာခဲ့ရင် Knight take C3 နဲ့ထပ်ပွန်းဖြစ်အောင်လုပ်လိုက်ပါမယ်Bishop မပြေးသေးပါဘူး Knight C6 နဲ့ကွင်းလယ်မှာထောင်ရှိနေတဲ့ဘရင်မကိုအရင်တိုက်ပါမယ်ဒါဆိုရင်ကိုကစားရုပ်ကအချိန်မကုန်မဲနဲ့ထွက်ပြီးပါပြီအဖြူကကစားရုပ်ထွက်လို့မရသေးပါဘူးတိုက်ထားတာဖြစ်တဲ့အတွက်အရင်ရှောင်ရပါအောင်မယ် Queen E3 E5 နဲ့ C3 ကလည်းကယ်ထားရသေးတော့ဝေးလည်းပြေးလို့မရပါဘူး Bishop A5 Bishop A3အဖြူကကစားရုပ်ထုတ်ပြီးရသလောက်ပြန်ဒုက္ခပေးထားပါတယ်အခုအမဲကကဆလင်းလုံးလို့မရတော့ပါဘူး Queen H4 နဲ့လေထဲကပုံကိုတိုက်လိုက်ပါတယ် C5 တွန့်တိုတယ်မကြွေးဘူးတဲ့အဲ့လိုလုပ်လိုက်တော့သူ့ပေးလျှော့လန်ကိုပိတ်တယ်လို့ဖြစ်သွားပြီးတော့အမဲကကဆလင်းပြန်လုပ်လို့ရသွားပါပြီအဖြူပုံးတွေကဒီလိုပိတ်နေတာဖြစ်လို့အမဲဘရင်ကြီးကအခုချိန်ကဆလင်းမလုပ်လဲလုံခြုံနေပါသေးတယ်ဒါကြောင့်တိုက်စစ်အရှိန်ကိုဆက်မြင့်ပါမယ် Queen A4 လေထဲကကစားရုပ်ကိုတိုက်ပြီးတော့ဖယိုဖယဲဖြစ်နေတဲ့ Queen side ဘက်ကိုရောက်လာပါပြီ Bishop B2 Knight D4 နဲ့ C2 မှာခွမယ်လို့ချိန်ချောက်ထားပါတယ် Queen take D4 Queen take D4 နဲ့ဘရင်မရပါပြီပြန်စားလို့မရအောင်တော့ Bishop ရှိတယ်ဒီအနေထားမှာမြင်းလဲမောင်းကျင်နဲ့ထဏောင်လဲမဖြစ်ချင်တော့ Queen C2 နဲ့ဒိုင်ရှိုလေးမောင်းလာခဲ့ရင် D5 E take D6 Bishop F5 ပုံမစားသေးဘူးနောက်တစ်လှည့် Knight G3 နဲ့ရထားယူဖို့ပြင်လိုက်ပါတယ် D take C7 Queen take C7 အဖြူကမြင်နဲ့ Queen A4 ချက်နဲ့ရှောင်လိုက်ပါတယ်ဒါကလုံးတင်ပါတယ်ဒီလိုတိတ်တခိုးတိုက်ခိုက်ထားတဲ့အောက်တွေမှာမနေသင့်ပါဘူး Knight C6 Knight F3 လောင်းကဆလင်းဒီနေရာမှာဘာဖြစ်လို့ short ကဆလင်းမလုပ်ဘဲနဲ့ပွင့်နေတဲ့ဘက်ကိုကဆလင်းလုပ်လိုက်ရတာလဲအဖြူဘရင်မကြီးက A4 မှာရှိနေတဲ့အတွက် Queen side ကိုဖွင့်ပြီးတိုက်လိုက်လို့မတော်သေးသွားခဲ့ရင်ဘယ်လိုလုပ်မလဲဆိုပြီးမေးစရာရှိပါတယ်။ဂျဘိုးကိုလိမ့်ဖြစ်အောင်ပြောရရင်တော့အဖြူဘက်ကကစားရုပ်မထုတ်နိုင်တာကိုအခွင့်ကောင်းယူပြီးတော့ D5 ကိုမြ мян စိုးမိုးကျင်လို့ပါ။ short ကဆလင်းလုံးမယ်ပြီးမှယထာကိုတိုက်စစ်ခွင်နဲ့ပို့မယ်ဆိုရင်အချိန်တော်တော်ကြာသွားမှာပါ။ပြီးတော့ကဆလင်းမလုပ်ခင်တော့ကဘရင်ကြီးကအုတ်ကွက်အောက်ရောက်နေပါတယ်သူ့မြင်းကဒီလိုလာပြီးတော့တံပြန်တိုက်စစ်တွေရသွားမှာဆိုလိုပါရှင်စစ်တွင်ကစားတဲ့အခါအခွင့်အရေးကိုကိုယ့်လက်ထဲမှာအမြဲကင်နာရမှာပါပြိုင်ဘက်လက်ထဲကိုလွယ်မထည့်ပေးလိုက်ရပါဘူးသဘောကတော့ကိုချက်တောက်ထဲမှာဘောလုံးရှိနေသူရေကိုကဂိုးသွင်းမှုပဲစူးစမ်းမလားအချိန်ဆွဲမလားဆိုတာကိုယ်တိုင်ဆုံးဖြတ်လို့ရပါတယ်ဘောလုံးကိုပြိုင်မက်စီလွယ်ပေးလိုက်တာနဲ့ကိုကခံစစ်ပြန်စောရပြီးတော့ပြိုင်ဘက်ခေါ်သမျှလိုက်ကစားရတော့မှာပါနောက်တစ်မျိုးပြောရရင်ကိုကအမားလှုပ်လိုက်မိလို့ကောင်မလေးကစိတ်ဆိုးတော့မယ်ဆိုတာသိပြီဆိုတာနဲ့ဗိုက်စာနေလာတဲလေးဘာစားမလဲလို့အရင်ဦးအောင်မေးလိုက်တာမျိုးပါဒါဆိုရင်တော့စုံမဲ့စကလုံးတွေကပါဇက်ထဲတင်အရေးပြောသွားပြီးတော့ကြက်ကြော်လဲစားခြင်းနဲ့မာလာရှန်ကောလဲစားခြင်းနဲ့လို့ပြန်ဖြေတဲ့အဆင့်ရောက်သွားမှာပါဒီလိုမှမဟုတ်ပဲနဲ့ကောင်မလေးကိုမျက်နှာကြီးကအီးမှန်ထားတယ်လို့ပဲဘာဖြစ်နေရလဲလို့သွားမေးလို့ရတော့လားမြင်းအီးပေါက်တယ်လို့တရက်ဆက်ဆူလို့ပြီးတော့မှမဟုတ်ပါဘူးရှင်ကဲကစားခွက်ကိုဆက်ရရင်အကောင်းဆုံးတိုက်စစ်ကအကောင်းဆုံးခံစစ်ပါပဲ
ကွင်းဆိုင်ကိုဖွင့်တိုက်လာရင်လေကိုသေးဖို့ထက်ကစားရုံမထုတ်ရသေးတဲ့သူပဲသေဖို့များပါတယ်။ဒါကြောင့်နေရွက်ကိုလိန်လိုက်ခေါင်းကိုခောက်လိုက်လုပ်ပြီးတော့နင်လားဟဲ့ငါ့ကိုတတ်ချင်တာလို့မေမေပြီးကစားလို့ရပါတယ်။ E3 Knight C5 Queen B5 ပြေးခဲ့ရင် A6 နဲ့ပြေးပေါက်ပိတ်ပြီးတော့ဘယင်မရပါမယ်။ Queen A3 ပြေးခဲ့ရင် Knight D3 ချက်နဲ့ဘယင်မရပြီဆိုပြီးအလောတကြီးသွားမလုပ်သင့်ပါဘူး Bishop ကိုစားပြီးတော့ချက်ကွက်ရှိနေလို့ပါဘာကြောင့်မလုပ်သင့်လဲဆိုတာကြည့်ရအောင်နော် Bishop take D3 Bishop take A3 Bishop take F5 check King B8 Knight take A3ကဲဒါဆိုရင်ဘယင်မတစ်ကောင်အတွက်နဲ့ကိုယ့်ရဲ့တိုက်စစ်ကစားကောင်၃ကောင်တမဟုတ်ချင်းပျောက်သွားမှာပါ Queen A5 ချက်နဲ့ Bishop ပြန်ယူလို့ရတယ်ဆိုပေမဲ့သူ့ကစားရုပ်တွေထွက်လာပြီးကိုကအခွမခံရအောင်တတိထားကစားရတော့မှာပါတာနေတယ်ဆိုပြီးတော့ကစားရုပ်တွေအတင်းလဲဖို့ကလည်းကို့မှာမြင်းရလွဲရင်ကစားရုပ်ကြီးတွေပဲကြံမယ်တိုက်စစ်ကလည်းအစကနေပြန်တည်ရပါတော့မယ်ဒီလောက်ကြီးလုပ်ပြီးမှပွန်းတစ်လုံးလောက်ပဲတာတာဖြစ်လို့မတန်ဘူးလို့ယူဆပါတယ်ပိုကောင်းတဲ့နီလန်းကတော့အရင်ဆုံး Knight B4 ရွှေ့ပြီးတော့ C2 မှာခွမယ်လို့ချိန်ချောက်လိုက်ပါတယ် Queen take B4 စားခဲ့ရင် Knight D3 check Bishop take D3 Bishop take B4 checkခုနကပုံစံနဲ့မတူတာကသူမချက်ခင်ကိုအရင်ချက်ဖြစ်သွားပါတယ် Bishop D2 Bishop take D2 check Knight B take D2 Bishop take D3 ဒါဆိုရင်တော့ခုနကပုံစံထက်အများကြီးသာသွားပါပြီဒီနေထားမှာအဖြူက E4 ကမြင်းကိုမောင်းရတာအလုံးရှုပ်လို့မမောင်းတော့ဘဲနဲ့ Bishop B4 မလာအောင် A3 တက်လာခဲ့ရင် D6 E take D6 Bishop take D6 ဒုတိယပိုင်းဗီဒီယိုမှာပြခဲ့တဲ့ပုံစံမျိုးနဲ့နည်းနည်းဆင်တူပါတယ်နော် Knight F3 တက်ခဲ့ရင်ဘာလုပ်မလဲQueen take D1 နဲ့ဘယင်မရပါမယ်ဒီနေထားမှာပဲ G3 တက်လာခဲ့ရင်ရောဒုတိယပိုင်းဗီဒီယိုမှာပြထားတဲ့အကွက်တွေကိုကျွမ်းကျင်နေရင်ဒါလေးကထမင်းစားရေတောက်လောက်ပဲရှိပါတယ်ဗီဒီယိုရှင်းမှာဆိုလို့ထပ်မရှင်းတော့ပါဘူးနော်ဒီဗီဒီယိုကနေစကြည့်မိတဲ့သူတွေကတော့ပထမပိုင်းနဲ့ဒုတိယပိုင်းလေးကိုအရင်ဆုံးကြည့်ပြီးတော့မှအခုတတိယပိုင်းကိုလာကြည့်ပါလို့အကြံပေးချင်ပါတယ်ဒီနေထားမှာ Knight F3 တက်ခဲ့ရင် D6 E take D6 Bishop take D6 E3 Knight take F2 သွားစားလို့မရအောင်နော်ဒီလိုလုပ်ရင်ပြန်မစားပဲဒီလိုကတ်ထားလိုက်လို့မြင်းတစ်ကောင်အချောင်ပါသွားပါမယ် Knight C6 နဲ့ကစားရုပ်ပဲထုတ်ရပါမယ် Bishop D3 နဲ့မြင်းကိုလာမောင်းခဲ့ရင်ပြဿနာတက်သွားမှာပါဘယ်လိုလဲဆိုတော့ Bishop B4 check Bishop D2 နဲ့ကာကာ Knight B D2 နဲ့ကာကာ Queen take D3 ဆိုပြီးတော့မြင်းကိုလာမောင်းတဲ့ကောင်ကိုအချောင်စားပစ်လိုက်မှာပါ
Bishop ကြမှာဆိုလို့ Knight C3 တက်ကာခဲ့ရင် Knight take C3 B take C3 Bishop take C3 ချက်နဲ့ရထားရပါမယ်ဒီနေထားမှာ E3 ကိုအရင်တက်ပြီးတော့ Bishop D3 နဲ့မြင်းကိုခတ်စော်စော်မောင်းဖို့ကြိုးစားလာခဲ့ရင် Knight C6 Bishop D3 Bishop B4 check Bishop D2 Knight take D2 Knight take D2 Knight take E5 Bishop E2 နဲ့တက်ပြန်ခောက်သွားပါပြီQueen G5 G2 ကိုစားမယ်လို့ချိန်ချောက်ထားပါတယ် G3 အဖြူဘရင်ကြီးကက်စလင်းလုံးမဲ့ဘက်ကပွန်းအနေထားရိုင်နေသွားပါပြီ Queen F6 ဒီနေရာနှစ်ခုကိုတိုက်ခိုက်ထားပါတယ် Knight F3 တက်လာခဲ့ရင် Knight take F3 check မြင်းနဲ့ပြန်စားလို့မရဘူး Bishop take F3 Bishop take D2 check ဘရင်မနဲ့စားခဲ့ရင် Queen take F3 နဲ့ Bishop ရပါမယ်ဘရင်နဲ့စားခဲ့ရင်တော့ကက်စလင်းပြတ်ပြီးတော့ Queen take B2 check နဲ့အသာရပါမယ်F4 တက်ပြီးတော့မြင်းကိုမောင်းခဲ့ရင် Queen C6 Knight F3 နဲ့တက်ပိတ်ခဲ့ရင် Bishop take D2 check မြင်းနဲ့ပြန်စားလို့မရဘူးဘရင်မနဲ့စားရင်ခုနကလို Bishop အချောင်ကျပါမယ်ဘရင်နဲ့စားရင် Knight take C4 check နဲ့အသာရပါမယ်ဒီနေထားမှာ E4 တက်ပိတ်ခဲ့ရင် Queen take E4 ပြန်စားလို့မရဘူးရထားကအစားခံရတော့မယ် Knight F3 Knight take F3 check နဲ့အကုန်၅ပါးမှတ်ကုန်မှာပါဒီနေထားမှာဘရင်မကိုအမိဖမ်းတဲ့ထောင်ချောက်ကွက်လေးကြည့်ရအောင်နော် B6 Bishop ကို B7 မှာထားပြီးတော့ Fian ချက်တို့လောက်ကစားမယ်လို့ဟန်ရေးပြလိုက်ပါတယ်အဖြူဘရင်မကြီးတရေသမားများနဲ့ Queen D5 တက်လာခဲ့ရင်ဘယ်လိုကဲမလဲဘလို့မှမကဲပါဘူးဘရင်မကြီးကိုဖမ်းကျင်လို့ B6 တမင်တက်ပြီးတော့မျှထားတာပါ Bishop B7 Queen take B7 Knight C6 နောက်တက်လက် Knight C5 နဲ့ဘရင်မကြမှာဆိုလို့ Queen A6 ဆိုပြီးတော့တက်ပြေးလာခဲ့ရင် Knight C5 Queen B5 A6 နဲ့ဘရင်မရပါပြီဒီနေထားမှာချက်ချင်းပြန်မထွက်ပဲနဲ့ပေကက်ကက်လုံနေတဲ့ဆိုရင်ဒီလိုဖမ်းလို့လဲရပါတယ်ပို
ပိုကောင်းတဲ့နီးကတော့ရထားကျွေးပြီးတော့ဖမ်းတာပါဘယင်မာကြီးကတရေတများများနဲ့တက်လာပါတယ် Nice fight မြင်းကဒီမှာတော့အယိုးပဲရှိတယ်စားချင်ရင်ဟိုမှာသွားစားကြက်သားဟင်းနဲ့အလကားကျွေးနေတယ်လို့ပြောပြီးတော့ဂျင်းထဲလိုက်ပါတယ်ဘယင်မာကြီးလည်းနှစ်ခါမစင်းစားတော့ပဲနဲ့ကွင်းတိတ်အိတ်ဆိုပြီးတော့ပြေးတုပ်လိုက်ပါတယ်စားတော့ပြီးလို့နှက်နေတဲ့ချိန်မှာဂိတ်ပေါက်ဆောင်ဦးလေးကြီးကဘေးရှော့ B7 နဲ့ဂိတ်တကားကိုစပိတ်ပါပြီဘယင်မာကြီးကအဲ့အချိန်ကြာမှအလူးလဲထားပြီးတော့ဟဲငါတော့မှားပြီလို့နောင်နာတွေရပြီးတော့ချွေးစည်းတွေပြန်လာပါတယ်ဒါနဲ့ခြံစည်းရိုးကြီးဖြတ်ပြီးတော့အတင်းထွက်ဖို့လုပ်ပါတော့တယ်ကွင်းတိတ် A7 Nice 6နောက်ဆုံးမှာတော့ကိုလှရွှေတို့ရောက်လာပါပြီဘယင်မာကြီးလည်းပြေးလို့မရတော့မယ်အတူတူတော့ကွင်းတိတ် B7 ဆိုပြီးတေကန်ကြီးဤတစ်ချက်ပေါက်သွားပါတယ်ပေးကျင်တဲ့သင်ခန်းစာကတော့သူများကစားပါဆိုပြီးတော့အလကားကြွေးတိုင်းမစားပါနဲ့ရှင်အထူးသဖြင့်တော့ကိုယ့်အိမ်နဲ့အဝေးမှာတယောက်တည်းသွားစားရင်အပြန်လန်းစိတ်ရိတ်ပြတ်တတ်ပါတယ်နောက်တစ်ခုဆက်ကြည့်ရအောင်ဒီနေထားမှာ A3 မတက်ပဲနဲ့ Knight F3 တက်လာခဲ့ရင်လည်း B6 တက်ပြီးဘယင်မာကြီးကိုထောင်ဖမ်းလို့ရပါသေးတယ်ဒီလိုအနေထားကဘသူမဆိုတရေရိုးခြင်းစရာအနေထားပါ Queen D5 Bishop B7 Queen Take B7 Knight C6 Queen A6 ဂျောင်းထဲကနေမရမကအတင်းပြန်ထွက်ပါပြီအခုနေများ Knight C5 သွားလောက်လိုက်မယ်ဆိုရင်ဘယင်မာကြီးကဒီအပေါက်ကနေငရှင်းလိုမျိုးရှော့ကနေထွက်ပြေးသွားလို့ဖို့မရဓမ္မဆုံးနေဖြစ်ကုန်မှာပါပြီးခဲ့တဲ့ပုံစံမှာ A3 တက်ထားလို့သူ့အကောင့်နဲ့သူပိတ်ပြီးပြေးမရပဲတည်သွားတာဒါကြောင့် A3 ကအပေါက်ကိုအရင်ဖာပါမယ် Bishop B4 check Bishop D2 Knight C5 A3 ကနေပြေးလို့မရတော့ပါဘူး Queen B5 Bishop take D2 check Knight B take D2 A6 ကဲထမင်းနှုတ်ငန်းနဲ့ဘယင်မကြီးနောက်ကဝင်းရင်တုပ်စာမိပြီးတော့ဘူထသွားပါပြီနောက်တစ်ခုဆက်ကြည့်ပါမယ်အဖြူကပိုးငုံမစားဘဲနဲ့ D5 ဆိုပြီးတော့ဆက်တက်ခဲ့ရင်အမဲကပို့ပြီးတော့ကစားရပြောပါတယ် Bishop C5 နဲ့ F2 ကိုတိုက်ထားပါမယ် Knight C3 D6 နဲ့ Bishop လန်ဖွင့်တယ် E4 Castle Knight F3 နှစ်ဖက်ကကစားရုပ်ပုံမှန်ထုတ်ကြတာပဲဒါပေမဲ့ Knight G4 ခုံလိုက်တဲ့အခါ F2 ကပုံကိုဘာနဲ့မှကယ်လို့မရတော့ပါဘူးဒီနေထားမှာ Bishop G5 နဲ့မြင်းကိုလှုပ်လို့မရအောင်လှုပ်လာခဲ့တယ်ဆိုရင် Knight E4 Bishop take D8 Bishop take F2 ချက်မိတ်ပါH6 Bishop H4 Knight E4 Knight F3 Queen take H4 Knight take H4 Bishop take F2 နဲ့လည်းမိပါတယ်ဒီနေထားမှာ H3 အရင်တက်လာခဲ့ရင် Bishop take F2 check King take F2 Knight E4 check King E1 ပြေးခဲ့ရင်
Queen H4 check G3 Queen take G3 နဲ့မိပါမယ်ဒီနေရာမှာ King E3 တက်ပြေးခဲ့ရင် Queen H4 Knight F3 Queen F4 check King D3 Knight F2 check King C2 Queen take C4 check Knight C3 Knight take D1 နဲ့ဘရင်မရပါမယ်မြင်းမထုတ်တော့ပဲ G4 တက်ခဲ့ရင် Knight F2 Queen E1 Queen G3 check Knight F3 Knight take H1 နဲ့ရထားရပါမယ်ဒီနေရာမှာ G3 တက်ခဲ့ရင် Queen take G3 check King take E4 F5 check King take F5 D6 check King E4 Bishop F5 check King take F5 Queen G6 နဲ့မိပါပြီနောက်ထပ်ထောင်ချောက်ကွက်လေးဆက်ကြည့်ရအောင်ဘရင်မပြေးစရာမြေမရှိတော့ပါဘူးQueen take G3 ချက်မိတ်ပါဘူရာဘတ်ဂမ်ဘစ်ကိုကျွမ်းကျင်သွားရင်တော့အဖြူနဲ့ဒီလိုကစားလို့လည်းရပါတယ်ဘူရာဘတ်မြို့ဟာစစ်တူရင်မြို့တော်ဆိုတဲ့ဂုဏ်မုံနဲ့အညီနိုင်ငံတကာအဆင့်မီစစ်တူရင်ပြိုင်ပွဲကြီးတွေကိုလည်းအမြဲမပြတ်ကျင်းပပေးလိရှိပါတယ်။အထူးသဖြင့်နှစ်နှစ်တစ်ကြိမ်ကျင်းပမြဲဖြစ်တဲ့ကမ္ဘာအကြီးကျယ်ဆုံး Chess Olympic ပြိုင်ပွဲကြီးကိုတောင်ပြီးခဲ့တဲ့2024ခုနှစ်အတွင်းမှာဘူရာဘတ်မြို့ကအရှင်အဖြစ်လက်ခံကျင်းပပေးခဲ့ပါသေးတယ်။တခြားနိုင်ငံတွေမှာတော့စစ်တူရင်ကဝါသနာတစ်ခုဒါမှမဟုတ်အားကစားတစ်ခုဖြစ်နိုင်ပေမဲ့ဟန်ဂေရီလူမျိုးတွေအတွက်တော့စစ်တူရင်ဟာဉာဏ်ပညာစမ်းသပ်မှုနဲ့လူမှုပေါင်းသင်းဆက်ဆံရေးရဲ့ပြရုပ်တစ်ခုပါသူတို့ကတွေးခေါ်မျှော်မြင်မှုကိုအယံတန်ဖိုးထားကြတာကြောင့်စစ်တူရင်ကသူတို့ရဲ့နေ့စဉ်ဘဝမှာအမြင့်တွယ်နေတဲ့ယဉ်ကျေးမှုတစ်ခုဖြစ်လို့နေပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့စစ်တူရဲ့ညီကိုမောင်နှမတွေအားလုံးလည်းတနေ့နေ့မှာ Grand Master တွေဖြစ်လာပြီးတော့ဒီဘူရာဘတ်မြို့တော်ကြီးစီကိုတွားရောက်ရှင်ပြိုင်နိုင်ကြမယ်လို့ကျွန်မယုံကြည်ပါတယ်။မကြည့်တဲ့သူကတော့ Grand Master မဖြစ်ဘူးပေါ့။စတာပါရှင်။ကဲဒါကြောင့်ဘူရာဘတ်ဂမ်ဘေးစတင်မွေးဖွားရာတမိုင်းစင်လာကြီးမားလာတဲ့စစ်တူရင်မြို့တော်ကြီးရဲ့ခံညားထဲဝါတဲ့ပုံရိပ်တွေကိုလက်လန်းမိသလောက်တင်ဆက်ပေးလိုက်ပါတယ်။အားလုံးပဲအမြင့်ဆုံးအဆင့်အထိတက်လှမ်းနိုင်ကြပါစေရှင်။စစ်တူရင်ကိုချစ်မြတ်နိုးကြတဲ့ညီကိုမောင်နှမတွေအားလုံးစိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းတို့နဲ့ပြည့်စုံနိုင်ကြပါစေလို့စစ်တူရင်သင်ခန်းစာ channel လေးကနေဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။